ခါတော့ကချက်လို့ခေါ်တဲ့ကလေးတယောက်ကိုဦးလေးဖြစ်သူကအဲ့ရထဲမှာပုံမြင်ပြောပြနေပါတယ်။သူဦးလေးပြောပြတဲ့ပုံမြင်လေးကဟိုးရှိရှိတော့မော်ဆရာတွေဟာနတ်ဖျားတွေကိုရှာဖွေဖို့အတွက်မော်ပဲစီလေးကိုစိုက်လိုက်ကြပါတယ်။မော်ပဲစီလေးကရန်ကိုကြီးတော်သွားပြီးအေယာမနွယ်ပင်ကြီးပြစ်ကကောင်းငင်တီကိုထိုးတွက်သွားပါတယ်။မော်ဆရာတွေကကြီးတော်သွားတဲ့နယ်ပင်တွေနဲ့လိုက်တက်သွားတဲ့အခါမှာအရန်ကိုဆိုးရတဲ့ကံကြမ္မာဆိုးတစ်ခုနဲ့ကြုံရပါတော့တယ်။သူတို့ထင်တာကနတ်ဖျားရဲ့ရှိရဲ့နေရာကိုရောက်သွားမှတင်တော့လဲတကယ်တမ်းရောက်သွားတဲ့နေရာကကောင်းကင်ဘုံနဲ့ကဘာမြည်ကြီးကြတဲ့ကအရန်ကိုအန်ရရှိတဲ့ဂန်ဂျူဝါလို့ခေါ်တဲ့ဘလူးမျိုးနဲ့နေထိုင်ကြတဲ့နေရာကိုရောက်သွားကြတာဖြစ်ပါတယ်။အဲ့ဒီမှာပဲဘလူးတွေကတက်လာတဲ့မော်ဆရာတွေကိုကန်ချပြီးသူတို့တက်လာတဲ့နေရာတိုင်းလိုက်ဆင်းသွားတဲ့အခါမှာလူတွေနေတဲ့တိုင်းပြည်ကိုရောက်သွားပါတော့တယ်။ဘလူးတွေကအရန်ကိုလောဘကြီးရမို့တိစမတ်တန်မိုးကြီးရဲ့အရာမှန်သမျှကိုလိုက်လံပြီးတော့သိမ်းနေပါတယ်။နောက်ဆုံးလူသားတွေကိုစားမိပြီးကြိုက်နဲ့တက်သွားတဲ့အခါမှာလူတွေကိုလိုက်လံတက်ဖြတ်စားတောက်ပါတော့တယ်။ကျက်လိုပဲတစ်ပတ်မှလည်းတော်ဝင်သမီးငယ်လေးကိုအမေဖြစ်သူကဒီပုံမြင်လေးကိုပြောပြနေအောင်တွေ့ရပါတယ်။ဒီလိုနဲ့ပုံမြင်လေးကိုပြန်ဆက်တဲ့အခါမှာလူတွေနေတဲ့တိုင်းပြည်မှာဘလူးတွေလာရောက်တောင်းကျနေကြတာကိုတိုင်းပြည်ရဲ့ဘီရင်ကြီးအဲရစ်ကမော်ဆရာတွေကိုမော်ပညာပြန်သုံးခိုင်းပြီးဘလူးတွေကိုထိန်းချုပ်ဖို့အတွက်တရူတစ်ခုကိုအစီအအနေနဲ့လှုပ်ကြပါတော့တယ်။တရပူရတော့ဘလူးတွေကိုအမိန့်နာခံခိုင်းပြီးသူတို့နေတဲ့တိုင်းပြည်ကိုပြန်သွားခိုင်းကပြန်မစင်းလာနိုင်အောင်လဲမော်ဆရာတွေစိုက်ခဲ့တဲ့အပင်ကြီးတွေကိုပါတပါးတည်းခုတ်လဲပစ်လိုက်ပါတော့တယ်။ဒါကတော့ချက်ပေပြောပြတဲ့သူတို့ရဲ့ဒဏ္ဍာရီလာပုံမြင်တစ်ပုဒ်ဖြစ်ပါတယ်။အဲ့လိုနဲ့10နှစ်ကြာပြီးတဲ့နောက်မှာချက်တယောက်ရွယ်ရောက်လာပါတော့တယ်။တနေ့တော့သူဦးလေးကမင်းဒီမြင်းနဲ့လှဲကိုဈေးထဲမှာတောင်းရောင်းဟုဆိုကချက်ကိုတယောက်တည်းလွတ်လိုက်ပါတယ်။ချက်ကဈေးထဲမှာလှဲ့ကြည့်နေတော့ပြသက်ယုံတစ်ခုကိုတွေ့တဲ့အခါမှာမြင်းနဲ့လှဲကိုလမ်းဘေးမှာထားခဲ့ပြီးပြသက်ယုံထဲကိုဝင်ကြည့်ပါတော့တယ်။အဲ့ဒီမှာမင်းကလေးတယောက်ကိုလူစုကနှောက်ယှက်နေရအောင်တွေ့တော့သူကလည်းကြားထဲကဝင်ဖြည့်ရှင်းပေးမယ်အလို့လူတွေကတယောက်ကချက်ရဲ့မျက်နှာကိုလက်နဲ့ပိတ်ရိုက်လိုက်ပါတယ်။ချက်ကလည်းလဲနေတဲ့နေရာကနေပြန်ထလာပြီးထိုသူနဲ့မျက်နှာချင်းဆိုင်လိုက်တော့ချက်ရဲ့နောက်မှာရဲမဲစစ်တီတွေရောက်လာတော့မြင်တဲ့လူကြီးကဒူးထောက်ခါစားလိုက်ကြပါတော့တယ်။ချက်ကလည်းသူ့နောက်မှာတခုရောက်နေပြီထင်ပြီးဆက်ကြည့်လိုက်တဲ့အခါမှာရဲမဲစစ်တီတွေနဲ့တူမြင်းပေါ်မှာရှိနေတဲ့မိန်းကလေးဟာပြည့်သမီးတော်လေးမှန်းတိလိုက်ရပါတယ်။အဲ့ဒီမှာပဲရဲမတ်တူကနာမည်ကိုမေးလိုက်တဲ့အခါမှာချက်လို့သိရပါတယ်။ချက်မင်းတူရီဘာဖြစ်နေရလဲလို့မေးတဲ့အခါမှာချက်ကလှင်လင်းမြန်မြန်ပဲဒူးထောက်ချလိုက်ပြီးထို့နောက်ရဲမဲစစ်တီတွေလည်းပြန်ထွက်သွားကြပါတယ်။ချက်ကပြန်ထွက်လာတဲ့အခါမှာမြင်းမဲရှိပြီးလှဲကိုဘယ်သူဖြုတ်သွားမှမသိတော့ပါဘူး။တစ်ပတ်မှာအဲရစ်ဆိုတဲ့သူနဲ့မင်းသမီးလေးကိုလက်ထပ်ပေးဖို့ဘီရင်ကြီးကသဘောတူထားပါတယ်။အဲရစ်နဲ့သူ့လက်ထောက်ကိုလမ်းလျှောက်လာကြရင်လှေကားပေါ်တက်တဲ့တကဘောတစ်ခုမှာဖုန်းကြီးတစ်ပါးနဲ့ထိတ်တိုက်တွေ့ပါတော့တယ်။ဒါပေမဲ့အမှုမဲ့မှတ်မဲ့ပါပဲ။အဲ့လိုနဲ့အပေါ်တက်လာရင်သူတို့ပစ္စည်းထားတဲ့ခန်းထဲမှာလူတစ်ယောက်ကမှွေနောက်သွားတော့တွေ့လိုက်ရပါတယ်။အဲ့ဒီလေအဆောက်တွေကိုဂိတ်ဝါတွေကုန်ပစ်ကြခိုင်းဖို့သူ့လက်တော့ကိုအမြန်သွားပြောခိုင်းလိုက်ပါတယ်။အဲ့နောက်မှာသူကပန်းအိုးလေးထဲမှာဝတ်ထားတဲ့တရပူကိုတွေ့လိုက်ရတဲ့ခါမှသာစအေးသွားပါတော့တယ်။ဒါတော့မှော်ပဲစီတွေကဆောနာပိုးနီးလက်ထဲကိုပါသွားခဲ့ပါပြီ။အဆောက်တွေလည်းဂိတ်ဝါတွေကိုကုန်ပိတ်လူတွေကြားမှာပိုးနီးတစ်ပါးရှိမရှိကိုလိုက်ပြီးတော့စစ်ဆေးနေပါတယ်။ဖုန်းကြီးလည်းပိတ်မိနေပြီးအပြင်ကိုထွက်ဖို့ကြံနေတော့မှမြင်းကိုဆွဲလာတဲ့ကြက်ကိုတောတွေ့ပါတယ်။ကြက်ရဲ့မြင်းနဲ့သူ့ရဲ့ပဲသစ်လေးကိုပြောတဲ့အခါမှာဒီမြင်းကလဲဖို့မဟုတ်ရောင်းဖို့သာဖြစ်ကြောင်းကြက်ကပြောပြပါတယ်။ဖုန်းကြီးကလည်းသူ့ကိုမြင်ရင်ဒီပဲသစ်လေးကိုယူသွားဖို့နဲ့တိုက်အုပ်ပတ်ပင်စီမှာယူသွားပြီးဘရာသားကြီးပဲပို့လိုက်တယ်လို့ပြောခိုင်းလိုက်ပါတယ်။မင်းပတ်စံနေသေးကြပေါ့ရမယ်။ငါခရီးပေးရလို့ပြောတော့ကြက်ကလည်းဘရာသားကြီးပဲဒါတွေကပဲသစ်တွေပါဗျာလို့ပြန်ပြောလိုက်ပါတယ်။ဖုန်းကြီးကထပ်ပြီးတော့ပြောတယ်ဒီပဲသစ်တွေကရိုးရိုးပဲသစ်တွေမဟုတ်ကြောင်းနဲ့ပေါ်ပဲသစ်တွေဖြစ်ပြီးအရန်ကိုတန်မိုးရှိကြောင်းပြောပြပါတယ်။ပဲသစ်တွေကိုယူသွားပြီးမပြောက်ပြက်စေဖို့ရဲ့ရေနဲ့မထိစေရဖို့ကိုတေချာမှာပြီးမြင်းစည်းထွက်ပြေးတဲ့အခါမှာရဲမက်တွေလက်ကမလွတ်ပဲဘရာသားကြီးပဲလည်းအဖမ်းခံလိုက်ရပါတယ်။ဂျက်အိမ်ကိုပြန်ရောက်လာတဲ့အခါမှာဦးလေးဖြစ်သူကိုဖြစ်ချောင်းကုန်တွေပြောပြတော့လှဲရောမြင်းမှာဆုံးလာပြီးပြဿနာမရလာတဲ့အတွက်ဦးလေးဖြစ်သူကဂျက်ကိုစူနေပါတယ်။ဒေါသထောက်သွားပြီးဂျက်ရဲ့လက်ကိုရိုက်လိုက်တဲ့အခါမှာလက်ထဲကပဲသစ်လေးတွေကအောက်ကျမ်းမြင့်ကိုကျသွားပါတော့တယ်။ပဲသစ်လေးတစ်စီးကကျမ်းပေါက်ကြားထဲကနေအောက်ကျသွားတာကိုတော့ဂျက်ကမသိလိုက်ပါဘူး။တစ်ဖက်မှာလည်းဘီရင်ကြီးကသမီးတော်လေးကိုဘေးနားမှာကိုရင်တော်တွေမပါဘဲနန်းတော်တွေကခုံးမထွက်ဖို့နဲ့တယောက်တည်းထိုင်အန်ရရှိကြောင်းကိုပြောပြနေပါတယ်။သမီးတော်လေးကလည်းတယောက်တည်းလွတ်လပ်စွာတောက်လောက်ခွင့်ပေးဖို့ရဲ့နဲ့သူ့တက်အသက်20လောက်ကြီးတဲ့အဲရစ်နဲ့ဘာကြောင့်လက်ထပ်ခိုင်းနေရလဲဆိုပြီးဘီရင်ကြီးကိုမေးခွန်းပြန်ထုတ်နေပါတယ်။နောက်ဆုံးမှာဘီရင်ကြီးကအဲရစ်ကိုလက်ထပ်ခိုင်းတာကကောင်းဖို့အတွက်ဖြစ်ပြီးသူ့အမေကိုနာခံဖို့ပြောတော့သမီးတော်လေးကလည်းအမိတော်တိုင်းမှာလို့ပြောကထွက်သွားပြီးမိုးရွာနေတဲ့ညတွင်းချင်းပင်အပြင်ကိုခိုးထွက်ပြန်ပါတယ်။လမ်းမှာမိုးရန်တဲနေလို့မိုးခိုရန်ချက်ရှိတဲ့အိမ်လေးစီကိုရောက်သွားတဲ့အခါမှာ
နှစ်ယောက်သားတယောက်ကိုတယောက်မိတ်ဆက်နေကြရင်ဦးလေးဖြစ်သူလက်နဲ့ရိုက်လိုက်လို့အောက်ကျသွားတဲ့ပဲသေးလေးကမိုးရီထီပြီးလှင်မြန်စွာပဲကြီးထွားလာပါတယ်ကြီးထွားလာတဲ့နွယ်ပင်ဒီကဂျက်ရဲ့အိမ်ကိုဖောက်ထွက်သွားပြီးထိုးထွက်လာတဲ့အပင်နဲ့တိုက်မိကဂျက်ကအိမ်ပြင်ကိုလွတ်ထွက်သွားပါတယ်အိမ်ထဲမှာမင်းသမီးလေးတယောက်တည်းပိတ်မိနေခဲ့ရာဂျက်ကိုလည်းအော်ဟစ်အကူကြီးလှမ်းတောင်းနေခဲ့ပါတယ်ဂျက်လည်းမထူးတော့ပြီမို့ပြေးသွားကအိမ်ကိုလှမ်းကိုစီးပြီးမြင့်တက်လာတဲ့နွယ်ပင်နဲ့တူပါသွားပါတော့တယ်ဒါပေမဲ့အိမ်ရဲ့ဆွေးနေတဲ့ကြမ်းကင်းကိုနင်းမိပြီးမြေကြီးပေါ်ပြုတ်ကျကမင်းသမီးလေးတယောက်တည်းမြင့်တက်လာတဲ့နွယ်ပင်တွေနဲ့တူကောင်းငင်ထီကိုပါသွားပါတော့တယ်မနက်မိုးလင်းတော့ပြုတ်ကျပြီးသတိလစ်နေတဲ့ကျနိုးလာပြီးမျက်လုံးဖွင့်ကြည့်လိုက်ရာဘီရင်နဲ့တူရဲမဲ့စစ်တီတီကိုမြင်လိုက်ရတဲ့အခါမှာအယံကိုထိတ်လန့်သွားပါတယ်မင်းညကဖေချောင်းကုန်းစင်ကိုဘေးရင်ရလျှောက်ထားပြီးဘီရင်ကလည်းရဲရင်သုံးနဲ့အတော်ဆုံးရဲမဲ့တွေကိုရွေးကဂျက်နဲ့တူနွယ်ပင်တွေပေါ်တက်လိုက်သွားပြီးမင်းသမီးလေးကိုပြန်ကယ်လာခိုင်းလိုက်ပါတော့တယ်အဲ့လိုနဲ့ဘင်းရဲ့လူယုံတော်စစ်သူကြီးအဲမဦးဆောင်ပြီးတက်သွားတဲ့အခါအပင်ကကောင်းငင်ထီကိုမြင်မာလွန်းတာကြောင့်လန်ခီတစ်လျှောက်ရာသီဥတုစကွဲတောင်ပါရင်ဆိုင်ကြရပါတော့တယ်ဘလို့မှတမ်းမခံနိုင်တော့ရဲ့ဆုံးပြုတ်ကြတဲ့သူတွေကလည်းပြုတ်ကြကုန်ပြီးနောက်ဆုံးမှာတော့ခက်ခက်ခဲခဲအပေါ်ရောက်သွားတဲ့အခါမှာကျက်ရဲ့အိမ်ကိုနွယ်ပင်တွေရစ်ပတ်ထားတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့မင်းသမီးလေးကိုတော့မတွေ့ရပါဘူးဒီအချိန်မှာပဲလူတွေရှင်းတို့ကျန်သမားအဲရီတို့ဆယ်သမားနှစ်ယောက်ကဂျက်ကိုတားထောက်ပြီးကျန်နေသေးရဲ့ပဲစီတွေကိုအတင်းတောင်းယူနေပါတယ်ဂျက်ကလည်းကုန်မပြီးပဲပဲစီတွေကိုဖတ်ယူထားလိုက်တာကိုတော့အဲရီတို့ဆယ်သမားနှစ်ယောက်လည်းမသိလိုက်ပါဘူးအဲ့ဒီလိုနဲ့ရှောက်သွားကြရင်တနေရာရောက်မှာတော့ဘလူးထောင်ထားတဲ့ပိုက်ကွန်တွေကိုဂျက်နဲ့တူလူတစ်ယောက်ကမိသွားပါတယ်ပိုက်ကွန်ဓာတ်နဲ့ဖြတ်ပြီးထွက်တော့ဘလူးတစ်ကောင်လာနေရအောင်တွေ့လို့ဂျက်ကရေအောက်မှာပဲငုတ်ကနေလိုက်ပါတယ်ရဲမတယောက်ကအပင်ကိုကွန်နေတုံးမှာဘလူးကတွေ့သွားပြီးပန်းလိုက်တဲ့အခါအဲမောက်ကလည်းပုံးနေတဲ့နေရာနဲ့ပြေးထွက်လာပြီးဘလူးရဲ့ချက်လောက်ကိုဓာတ်နဲ့ထိုးလိုက်တော့ဘာမှမဖြစ်တဲ့ဘလူးကချက်လောက်နဲ့ကန်လိုက်လို့အဲမောက်လည်းသတိလစ်မိသွားတဲ့အချိန်ဘလူးကသူတို့နှစ်ယောက်ကိုချက်လောက်ကကန်ဆွဲကဖမ်းခေါ်သွားခဲ့ရတယ်ဂျက်ကလည်းနောက်ကနေတေးအေးလေးနောက်ခံလိုက်သွားတော့တပတ်မှလည်းလူခွဲပြီးသွားရှာနေတဲ့အဲရီတို့နှစ်ယောက်ကရဲမတ်တယောက်ကိုလှည့်ပြားကကြောက်ကမ်းမားတဲ့ကိုကန်ချလိုက်ပါတယ်နောက်ကနေဘလူးတွေရောက်လာပြီးအဲရီကိုပန်းတော်မလို့လက်လန်းလိုက်တဲ့အခါမှာအဲရီကအိတ်ထဲထည့်လာတဲ့ဘလူးတွေအမိတ်နာခံတဲ့တရပူအမြန်ထုတ်ပြီးပြလိုက်ပါတယ်ရှောင်းရင်ထဲမှာတော့မင်းသမီးလေးကိုဘလူးတွေပန်းနာပြီးဒီနေရာကိုဘလို့ရောက်လာတယ်လဲနဲ့တခြားဘသူတွေပါသေးလဲဆိုတာကိုစစ်မင်းနေပါတယ်ဒါပေမဲ့မင်းသမီးလေးကသူတီနီယာကိုဘလို့ရောက်လာလဲဆိုတာကိုလုံးဝမပြောပြပါဘူးတိသွားရင်ဘလူးတွေသူတို့နေတဲ့အတိုင်းမျိုးကိုဖျက်ဆီးမဲ့ဆိုတာကိုတိလို့ပါအဲ့လိုနဲ့နောက်ထပ်ဘန်းခံလာရတဲ့အဲမဲတို့နှစ်ယောက်ပါကြိုးတုတ်ခံထားရပြီးရောက်လာကြပြန်ပါတယ်စကားပြောနေတော့ရဲမက်ကဘလူးတို့ရဲ့စစ်သူကြီးကိုမချင်မကန်ပြောဆိုလို့ဆိုကတန်းပြီးတော့စားခံလိုက်ရပါတယ်အဲ့နောက်မှာမင်းသမီးလေးကိုသူစားတဲ့နဲ့ငါစားတဲ့နဲ့လို့ညှင်းခုန်နေကြစဉ်တရပူဆောင်တဲ့အဲ့ဒီဝင်လာပြီးဘလူးတွေရဲ့ဘီရင်နေရာကိုဝင်ယူလိုက်ပါတော့တယ်ငကိုကလေးကအကြံသမားအေးကလည်းမနက်မိုးလင်းတာနဲ့ဘလူးတွေကိုအမိတ်ပေးပြီးလူပြေကိုစင်းကအကုန်လုံးမှာသိမ့်ပိုက်ဖို့ကြံပါတော့တယ်အဲမောင်နဲ့မင်းသမီးလေးကိုခေါ်သွားပြီးအဲမောင်ကိုမုတ်တဲ့အစာတော့ကစားမလို့လုံနေတော့ကျရောက်လာပြီးအပေါ်ကနေဓာတ်နဲ့ပစ်ချကစပုံမှုဘလူးကြီးကိုအဆုံးသတ်ပေးလိုက်ပါတယ်မနေ့ရောက်တော့အောက်ကိုပြန်ဆင်းရမယ်ထွက်ပေါက်နာကိုကျက်တို့၃ယောက်ရောက်လာတဲ့အခါမှာထွက်ပေါက်ရေတကုံနားမှာဘလူးတစ်ကောင်စောင့်နေရအောင်မြင်တော့အဲမောင်ကသူဘလူးရှင်းပြရမယ်ဆိုတော့စဉ်းစားနေပါတယ်ချက်ကအကြံရပြီးဘေးနားမှာရှိတဲ့ပြားအောင်ကြီးကိုတောဆွဲလာကဘလူးရဲ့တန်ကြက်ကမျက်နှာဖုံးကိုလှမ်းလိုက်ပြီးပါဇက်တဲကိုပြားအောင်ကြီးကိုပြစ်ထက်ကအဖုံးကိုပြန်ပိတ်ပစ်လိုက်ပါတယ်ဘလူးနိုးလာပြီးပါဇက်တဲဝင်နေတဲ့ပြားတွေကိုရှင်းထုတ်နေရင်ကြောက်ကမ်းမားတဲ့ကိုပြုတ်ကျသွားပါတော့တယ်ဘလူးရံကိုရှင်းပြီးတော့၃ယောက်သားအောက်ဆင်းရမယ့်ချိန်မှာအဲမောက်ကတစ္ဆာပေါက်အဲရစ်ကိုရှင်းပြီးတရဘူးကိုယူကနောက်ကနေလိုက်လာခဲ့မယ်ဆိုကြံခဲ့ပါတယ်အောက်မှာလည်းဘီရင်ကြီးနဲ့ရဲမတ်တွေဟာမင်းသမီးလေးနဲ့တရေကောင်းစစ်တီတို့ပြန်လာမှာကိုစောင့်ကြိုနေကြပါတယ်ရုတ်တရက်ဘလူးတစ်ကောင်မိုးပေါ်ကျလာပြီးသေနေတာကိုတွေ့ရတော့ဒန်နာရီရဲ့မှန်နေပြီဆိုပြီးမင်းသမီးလေးရဲ့အသက်ကိုမကြည့်ပဲတိုင်းသူပြည်သားတို့ရဲ့အသက်အိုးရဲ့စီးရင်တွေကိုကာဝယ်ရန်ဘလူးတွေဆင်းမလာနိုင်အောင်အပင်ကြီးကိုခုတ်လဲခိုင်းလိုက်ပါတယ်နောက်တနေ့မနက်ရောက်မှာတော့အဲဥဆောင်လာတဲ့ဘလူးဘွဲ့ဟာကြောက်ကမ်းပါထိပ်ကိုရောက်လာပြီးအောက်ဆင်းလို့လုံးနေစင်မှာပဲအဲမောက်ကတယောက်ချင်းသူတေကိုတေဝင်တိုက်ခိုက်ပါတော့တယ်နောက်ဆုံးအဲမောက်ကပဲအနိုင်ယူပြီးတက်တဲ့နိုင်ကတရဘူးကိုယူမယ်လို့ခေါင်းနှလုံးနဲ့ဘလူးတို့ရဲ့စစ်သူကြီးဖြစ်သူဘလူးကအသက်မဲ့နေတဲ့အဲ့ဒီရဲ့အလောင်းကိုကောက်ယူကခေါင်းကတရဘူးကိုဖြုတ်လိုက်ပြီးလက်မဝတ်လိုက်ကဘလူးတို့ရဲ့ဘီရင်အသစ်ပွဲကိုခံယူလိုက်ပါတယ်အောက်မှာအပင်ကြီးကိုခုတ်လဲနေတဲ့ရဲမတ်တွေကအပင်ပေါ်မှာမင်းသမီးလေးနဲ့ကြက်ရှိနေရအောင်မသိခဲ့ပါဘူးအပင်ကြီးလဲကြတဲ့အချိန်မှာဂျက်ကသူ့ရဲ့ညံကိုအစွမ်းကုန်ထုတ်သုံးခဲ့ပြီးမင်းသမီးလေးရဲ့အသက်ကိုအပင်ကြီးလဲကြနေတဲ့ကြားထဲကပဲရောက်အောင်ကယ်ထုတ်သွားခဲ့ပြန်ပါတယ်အဲမောက်လည်းအပင်ကြီးလဲကြနေအောင်မြင်တော့အမြန်ပြေးခုန်ခိုးစီးပြီးလိုက်လာခဲ့ပါတော့တယ်ဘလူးတွေကလည်းလူတွေနေတဲ့တိုင်းပြည်ကိုမစင်းရတော့ဘူးဆိုပြီးအော်ဟစ်နေတဲ့နောက်မှာ
အဲ့ဒီထည့်ထားတဲ့အိတ်လေးကိုမြင်ပြီးထုတ်ကြည့်လိုက်တဲ့အခါမှာအထဲမှာပဲသေးလေးတွေကိုမြင်လိုက်ရပါတယ်ပဲသေးတွေကိုရေထဲပစ်ချလိုက်တော့အပင်ကြီးတွေပေါက်လာပြီးထိုးထွက်လာတဲ့နယ်ပင်တွေနဲ့တူလူပြည်ကိုဆင်းလာခဲ့ပါတော့တယ်ဘလူးတွေဆင်းလာတာကိုမြင်တဲ့ချက်ကမြင်းနဲ့ပြေးလိုက်ပြီးနန်းတော်ကိုပြန်နေတဲ့မင်းသမီးလေးနဲ့ဘရင်ကြီးတို့ကိုဘလူးတွေဆင်းလာနေပြီလို့အော်ပြောလိုက်ပါတယ်ဘလူးတွေနောက်ကပြေးလိုက်တာကိုတွေ့ရတော့ဘရင်ကြီးနဲ့ရဲမက်စစ်တီတွေကလည်းနန်းတော်ရှိရာကိုမြင်းနဲ့အပြေးနှင်ကြပြန်ပါတယ်နန်းတော်မှာလည်းရောင်းနေပြီဖြစ်တဲ့အဲမောက်ကနန်းတော်ဘေးပတ်ပတ်လဲတူးမြောင်းနေတဲ့ကိုလောင်းသားကြီးလောင်းထဲဖို့နဲ့ရဲမက်တွေကိုအမိတ်ပေးနေပါတယ်သူ့ရဲ့ကြံကဘရင်ကြီးနဲ့မင်းသမီးလေးတို့နန်းတော်ထဲကိုရောက်တာနဲ့လောင်းသားကြီးလောင်းထိုင်တာနဲ့တူးမြောင်းတဲ့ကိုမီးများတွေပြစ်တဲ့အကိုင်းပြီးနန်းတော်မျိုးရိုးတစ်ခုလုံးကိုဘလူးတွေဝင်မလာနိုင်အောင်မီးတွေနဲ့ကန်ရလိုက်မှဖြစ်ပါတယ်နောက်မှလည်းဂျက်ကဘလူးတွေရှိရနေမြင်းစည်းပြီးအသေးအသက်လူပြေးနေရကခံကောင်းထောင်းမောက်စွာနဲ့ပဲနန်းတော်ထဲကိုဝင်ရောက်လိုက်နိုင်ပါတယ်အဲ့ဒီအချိန်မှာပဲမျိုးရိုးပင်ဘက်ကနေခေါင်းလုံးကြီးကြီးကိုနန်းတော်ထဲကိုလှမ်းပစ်လိုက်တာကြောင့်ရဲမတ်တွေလည်းဖြူပဲဖြစ်သွားကဘင်းရဲ့ရုပ်ထုကြီးလည်းပြိုကျပျက်စီးသွားပါတော့တယ်ဘင်းကြီးကလည်းသူ့အဆောင်တော်ထဲမှာမျောတင်ထိတ်ကိုသွားဖို့လမ်းရှိတယ်အလန်းနဲ့အတိုင်းဝင်သွားရင်မိဖုရားတဲ့ကိုတွေ့ရလိမ့်မယ်မီးထိုးလိုက်ပါတခြားတိုင်းပြည်ကလူတွေလာရောက်ပြီးတော့ကူညီကြပါလိမ့်မယ်ဆိုပြီးသူသမီးတော်လေးကိုတွားလှုပ်ခိုင်းနေပါတယ်ရဲမတ်တွေနဲ့တူမျိုးရိုးတကားပေါက်မသွားအောင်ဘရင်ကိုယ်တိုင်ကလည်းတိုးတွေဝင်ဆွဲကူညီကတစ်ဖက်မှာလည်းဘလူးတွေကနန်းတော်ထဲကိုဝင်ပြီးတပ်ပြတ်စားတော့ဖို့ရာအရန်ကိုတာဆူနေကြပါတယ်ဘလူးတစ်ကောင်ကလည်းလူသားတွေကိုစားအကန်နီးနေပြီဆိုပြီးရှာအောင်ထုတ်တက်လိုက်ရာမြတ်တကြောင်ကရှာလဲတက်တဲ့ကိုလာဆိုင်ပါတယ်ခေါင်းနှလုံးနဲ့ဘလူးတွေရဲ့ပြင်လဲနန်းတော်အောက်ဘက်ကရေလံကူကနေစင်းနန်းတော်ထဲကိုပေါဝင်လာကကျက်နဲ့မင်းသမီးလေးတို့နှစ်ယောက်နဲ့ထိတ်တိုက်တွေ့ပါတော့တယ်နောက်ကနေအတင်းလိုက်လာကအသေးအတန်လိုက်ဖမ်းနေတာကြောင့်နောက်ဆုံးမှအဖမ်းခံလိုက်ရပါတော့တယ်ဘလူးကလည်းမစားပြစ်သေးပဲရှာရှည်နေရကြောင်းဂျက်ကရလာတဲ့ခွင်ကြီးကိုတုံးကြကဗဇက်တဲကိုပဲသေးလေးကိုလှမ်းပစ်ထည့်လိုက်ပါတယ်ဗဇက်တဲကအစိုးရနဲ့တင်းမီကအပင်ကြီးကကြီးထွားလာပြီးခေါင်းနှလုံးနဲ့ဘလူးကိုတစားစီဆွဲဖြဲပြစ်လိုက်ပါတယ်တစ်ဖက်မှာလည်းမျိုးတကားကိုဘင်းနဲ့ရဲမက်တွေကအောက်အောင်လုံးကကျိုးနဲ့ဆွဲပိတ်နေကြပြီးဘလူးတွေကလည်းမျိုးတကားပေါက်ဖို့အသေးအတန်ပြန်ပြီးဆွဲဖွင့်နေကြပါတယ်နောက်ဆုံးမှာအင်အားကြီးရဲ့ဘလူးတွေကပဲမျိုးတကားကိုပွင့်ချလိုက်နိုင်ပြီးစစ်သူကြီးအဲမောက်ကလည်းအရေးပေါ်တန်တကားတွေကိုအမြန်ပိတ်ချဖို့နဲ့ဘင်းကိုကောက်ွယ်ဘေးလို့ရခေါ်သွားကြဖို့ကိုအော်ဟစ်အမိတ်ပေးနေပါတယ်ဘင်းရတဲ့သူ့ကိုမကောက်ွယ်ဖို့နဲ့ဘလူးတွေကိုသာတိုက်ဖို့ပြောနေချိန်အရေးပေါ်တန်တကားကိုဖြိုပြက်ကဘလူးတွေကအတင်းဝင်လာကြပါတယ်ဒါပေမဲ့ဘာမှမလုပ်နိုင်ခင်မှာပဲဘလူးတွေအားလုံးကဒူးထောက်ချလိုက်တာကြောင့်ဘင်းနဲ့စစ်သူကြီးကလည်းအံ့ဩတင်သွားပြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာဂျက်ကဘလူးတွေအမိတ်နာခံတဲ့တရက်ဘူးယူဆောင်လာတာကိုတွေ့ရပါတယ်ဘင်းလည်းဘလူးတွေကိုအမိတ်ပေးစေခိုင်းကသူတို့နေတဲ့အတိုင်းပြည်ကိုပြန်သွားကြဖို့နဲ့လူပြည်ကိုဘယ်တော့မှဆင်းမလာဖို့ကိုလည်းအမိတ်ပေးကပြန်လွှတ်လိုက်ပါတယ်အဲ့နောက်ဂျက်ကိုလည်းရဲရင်ပြီးစိတ်ထားပြုစေတဲ့သူတယောက်ဆိုပြီးသမီးတော်လေးနဲ့လက်ဆက်ပြီးလိုက်ကပျော်ရွှင်ပွဲအတိနဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါလိမ့်တော့တယ်ခင်ဗျာ